အားလုံးပဲဒို့ဖွဲ့သူဖွဲ့သားများအားလုံးမင်္ဂလာပေါင်းခါကြောင်းကြပါစေဗျာတို့ဒီတစ်ပတ်15ရက်ကနေပြီးတော့19ရက်12လ2025အတွက်အဖွင့်လာမဲ့တတိဖြစ်ထိပ်စီးနှစ်ပိုင်းနှစ်ပတ်ဒီဖြစ်ပါတယ်ရှယ်ကိုလာမှာဖြစ်ပါတယ်အထူးလာမှာဖြစ်ပါတယ်အားလုံးပဲ20ရက်25ရက်26ရက်ဒီ3ကွက်နဲ့ကျွန်တော်ခဏချုပ်ထားတယ်နှစ်ထွက်ပြီးသွားလို့ရှိရင်ဂျာခုလက်မှာကျွန်တော်တို့3ည3ပေါ့နော်တစ်လုံးဖောက်ဝင်မဝင်လို့ရှိရင်ဒီ4ထိပ်စီးနဲ့တန်းပြီးတော့လိုက်မယ်ဒါကြောင့်မလို့4ထိပ်စီး44 6 44အဲ့ဒီမှာကျွန်တော်တို့44နေရာမှာ40ခွန်အစားထိုးပြီးတော့သုံးလိုက်ပါလို့နော်ဘာကြောင့်လဲဆိုတော့ share မွေးပို့ဆက်မွေးဆိုပြီးတော့ကျွန်တော်စာရေးထားတယ်နော်25ရေခွန်4ရေ26ရေအဲ့ဒီ3ခွက်က share မွေးဗျာနော်တတိဖြစ်အခွေနံပါတ်1အစီအစဉ်နေနဲ့ကျွန်တော်တို့မွေးရမှာကတော့ဒီကောင်ကတနင်းလာမှာထွက်ရင်ထွက်မထွက်ရင်အင်္ဂါမှာထွက်ပါတယ်တဲ့နော်အဲ့ဒီမှာထွက်များတာတွေရှိတယ်နော်2583ညအခွေထပ်ပြီးတော့မိတယ်ဟုတ်လားအဲ့တော့20တို့25လို့ထွက်ရင်တော့ပြီးပြီပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒုတိယအခွေရှိမယ်ဒုတိယအခွေကအပူပါနဲ့မွေးရမှာဖြစ်ပါတယ်ကြာတာပရင်းနေမှာ3ထိပ်စီနောက်တစ်ချက်ကတောက်ကြနေမှာလဲ3ထိပ်စီတဲ့နော်ထိတ်ကြာတာပရင်းနဲ့တောက်ကြထိတ်ရှင်တွားပြီးတော့တူတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်3 4 5 6ဆိုတဲ့အပူအပါအခွေရရှိတာဖြစ်ပါတယ်အားလုံးပဲဒီကောင်ကတော့ဒုတိယအခွေပေါ့နော်ဒါမှမိတ်ဆွေတို့ကငွေတက်နိုင်သေးတယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့မွေးဒါနောက်ပိုင်းမွေးရမယ်မွေးကနန်းကွက်ကျွန်တော်2ကွက်တော့မှန်းထားတယ်2ကွက်ထဲမှာ1ကွက်ထွက်လည်းပြီးပြီဟုတ်လားဆက်ပြီးတော့နောက်ပိုင်းကြံတဲ့ရက်တွေမှာမိတ်ဆွေတို့မွေးကျင်သေးတယ်ဆိုရင်လေ1415ခွန်3ခွန်4 85 95 84လို့ထွက်သွားရင်တော့ပြီးပြီပေါ့ဟုတ်လားနော်ဒီတစ်ပတ်4 9ပရိတ်ဆက်ပြီးတော့ရှိပါမယ်4ပရိတ်9ပရိတ်အထူးရှိမယ်4 9ပါတော့4 9ပရိတ်ပဲဆက်လက်ပြီးတော့ထွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့40မိတ်နော်46နဲ့40နဲ့ခွန်လို့ကျွန်တော်ချုပ်ထားပါတယ်ဘာကြောင့်လဲဆိုတော့တောက်ကြနေမှာ3ပရိတ်3ပရိတ်အထက်အောက်ပရိတ်တို့ပရိတ်ရိုက်တဲ့အတွက်ကြောင့်မို့လို့ရဲ့နောက်တစ်ချက်က31မူအဆက်ရဲ့ပရိတ်1နော်ပရိတ်1ရှိလို့40ခွန်ထည့်ပြီးတော့3ဟုတ်လားဒီတစ်ပတ်4 9ပရိတ်ဆက်လက်ပြီးတော့ထွက်ပါလိမ့်မယ်အားလုံးသောမိတ်ဆွေတွေနော်40လို့ထွက်ရင်တော့ပြီးပြီပေါ့ဗျာဟုတ်လားကိုင်းနံပါတ်1အစီအစဉ်လေးနဲ့လိုက်ပြီးတော့ထိုးရမှာတို့ဒီနှစ်ပိုင်းထိပ်စီအဲ့ဒီကောင်ပြီး4ထိပ်စီအခွေရတော့ကိုပါလို့ကိုမွေးတနင်္လာနဲ့အင်္ဂါမှာအထွက်များတာရှိတယ်နော်9583ညအခွေအဲ့ဒီခွေထွက်ပြီးသွားလို့ရှိရင်ကြံတဲ့ကျွန်တော်တို့ရက်မှာ3456တထေးဖြစ်အခွေတဲ့နော်ဒီကောင်ကတဲ့ဗုဒ္ဓမကျော်နဲ့လာမှာဖြစ်ပါတယ်တဲ့နော်9583ညခွေပြီးရင်တော့3456ကိုအပူပါနဲ့ကျွန်တော်တို့ထိုးရမှာဖြစ်ပါတယ်ကဲအပူလိုက်တဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဟလာအပူလိုက်တဲ့မိတ်ဆွေတွေပုတ်တဟူးနေ့မှာတင်ပြီးတော့ထိုးပါမယ်လို့နော်အပူ10ကွက်ကောင်းတကကောင်းဆုံးကတော့ကျွန်တော်တို့စုံဘူးနဲ့ဖျောက်ထားတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်ဆက်ပြီးတော့လာခဲ့ရင်စုံဘူးနဲ့ပဲလာမှာပါဒါကြောင့်မလို့အမျက်တင်ကျင်တဲ့မိတ်ဆွေတွေကတော့စုံဘူးနဲ့ဒါထိုးကြတော့ပေါ့ဗျာနော်အောင်ပါစေအားလုံးပဲနော်